စစ်မှုထမ်းနှင့်စစ်ပြေးများယဟန်ခံပါကယဟန်ဖြစ်ပါသလားဖရာတဲ့ဗိမိသာရမင်းကြီး၏စစ်မှုထမ်းများကိုဗိမိသာရမင်းကြီးခွင့်ပြုချက်မရှိဘဲနဲ့ယဟန်တွေကယဟန်ခံပေးလိုက်တဲ့အတွက်ဗိမိသာရမင်းကြီးသည်မြတ်စွာဘုရားထံသို့ရောက်လာပြီးဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားမိခယောက်ျားဘရင်စစ်မှုထမ်းများကိုဘရင်ခွင့်ပြုချက်မရှိဘဲနဲ့ယဟန်ခံပေးခြင်းဟာတပည့်တော်လိုသာသနာကိုကြီးညိုတဲ့မင်းများလက်ထက်မှာဆိုရင်တော့ယဟန်ခံပေးတဲ့ယဟန်များအန္တရာယ်မဖြစ်နိုင်ပေမဲ့သာသနာကိုမကြီးညိုတဲ့မိစ္ဆာဒိဋ္ဌိမင်းများလက်ထက်မှာဆိုရင်တော့ယဟန်ခံပေးတဲ့ယဟန်များအန္တရာယ်ဖြစ်နိုင်ပါတယ်ဖေဟာဒါကြောင့်မိခယောက်ျားစစ်မှုထမ်းများကိုယဟန်ခံမပေးပါနဲ့ဖေဟာလို့လျှောက်ထားပါတယ်ဗိမိသာရမင်းကြီးရဲ့လျှောက်ထားချက်ဟာတင့်မြတ်လာတာကြောင့်မြတ်စွာဘုရားကယဟန်တို့မိခယောက်ျားစစ်မှုထမ်းများကိုရှင်ယဟန်ပြုမပေးရမိခယောက်ျားစစ်မှုထမ်းများကိုရှင်ယဟန်ပြုပေးမယ်ဆိုရင်ပြုတဲ့ယဟန်ဒုက္ခအပတ်သင့်စေဆိုပြီးသိက္ခာပုဒ်ပြည့်ညတ်တော်မူပါတယ်ဒါကြောင့်စစ်မှုထမ်းနဲ့စစ်ပြေးများကိုယဟန်ခံပေးလို့မရပါဘူးယဟန်ခံပေးမယ်ဆိုရင်ယဟန်ခံပေးတဲ့ယဟန်ဟာဒုက္ခအပတ်သင့်ပါတယ်သို့တော့ယဟန်ခံတဲ့ပုဂ္ဂိုလ်မှာတော့ယဟန်ဖြစ်ပါတယ်နော်